တကယ်ချင်းတော့လမ်းလျှောက်ရင်လမ်းပြောက်တဲ့လူဖြစ်ဖူးလားဒီလိုပဲကျွန်တော်လည်းလမ်းလျှောက်ရင်လည်းလမ်းပြောက်ဖူးပါတယ်အခုရောလမ်းပေါ်ရောက်နေပြီလားဆိုတော့လေမရောက်သေးပါဘူးလမ်းမြောက်နေစေပါပဲကိုအာတင်းရင်လည်းရှိစေရှောင်းရမယ်ဘွားလည်းခီးပါပေါ့နော်အစင်ပြေပြေရှောင်းလန်းနိုင်မှုအတွက်စူးစမ်းပြင်ဆင်နေပါတယ်ပေါ့ဒါပေမဲ့လည်းတချို့အခက်ခဲတွေတွေ့ကြုံလာရတဲ့ဒေယန်းစာတီကဘယ်လိုပြောမလဲရှင်နဲ့နှင့်နေအောင်ခံစားရတယ်ပေါ့နော်မလွယ်သေးပါဘူးဘဝကတော့ဘဝဆိုတာတချို့ကပြောကြတယ်တိုက်ပွဲတဲ့မှန်ပါတယ်တိုက်ပွဲပါပဲအဲ့တိုက်ပွဲကိုလည်းတတ်နိုင်ဖို့လေလို့ပေါ့နော်သင်ခန်းစာတွေအတွေ့အကြုံတွေယူရတာပါပဲဖြစ်မလာသေးရတော့ကံပေါ့ဗျာ